collagen နဲ့စလုံးလေးတွေနေရာမှာတခြားစလုံးတွေအစားထိုးပြီးတွင်တဲ့ဟာကို replace လုပ်တယ်လို့ခေါ်တယ် home နဲ့ကဘာလဲဆိုတဲ့အခါကျတော့ replace ဆိုတဲ့ဟာလေးကိုချဲရွေးလိုက်မယ်နော် replace မှာသူက box နဲ့ကိုရှိတယ် find words နဲ့ replace with ဆိုတာရှိတယ် find words ဆိုတာသူကဘာလဲဆိုတဲ့အခါကျတော့လက်ရှိ Microsoft Word ထဲမှာရှိနေတဲ့စလုံးဒီစလုံးပေါ့နော်ဒီ software ဆိုတဲ့စလုံးလေးနေရာမှာ program လို့အစားသွင်းချင်တာပေါ့နော် replace လုပ်ချင်တာပေါ့နော်ကျတော့အခုဒီမှာစာကြောင်းလေးတစ်ကြောင်းရေးထားရှိတယ် computer is a collection of software and hardware ဆိုတဲ့စာကြောင်းတစ်ကြောင်းရှိတယ်ဒီစာကြောင်းမှာပါနေတဲ့ software ဆိုတဲ့စကားလုံးတိုင်းကိုဒီချက်ကအဲ့ဒီ software ဆိုတဲ့စကားလုံးနေရာမှာ program ဆိုပြီးတော့ချဲတို့ကအစားထိုးချင်တာဒါကို replace လုပ်တယ်လို့ခေါ်တယ်နော်အဲ့လိုချဲကအပေါ်မှာဘာကိုရွေးမလဲဆိုတဲ့အခါကျတော့ software လို့ရိုက်ထည့်လိုက်ပါOkay ရိုက်ပြီးပြီဆိုရင်တော့ replace နေရာမှာချဲတော့ဘာကိုရွေးနှိပ်မလဲဆိုတဲ့အခါကျတော့ program လို့ရိုက်ထည့်လိုက်မယ်ရိုက်ထည့်ပြီးပြီဒါဆိုရင် software ဆိုတဲ့စကားလုံးတိုင်းကိုသူက program လို့ပြောင်းပါပြောင်းချင်တယ်တစ်လုံးနဲ့ပြောင်းချင်တော့ replace ကိုနှိပ်လို့ရတယ် or အလုံး software ဆိုတဲ့စကားလုံးတိုင်းကိုအကုန်လုံးကိုပြောင်းချင်တယ်ဆိုရင်တော့ replace all ကိုနှိပ်ပေးရတယ်ဒါဆိုချဲက replace all ဆိုတဲ့ဟာလေးကိုတစ်ချက်နှိပ်လိုက်မယ်ဒါဆိုရင်ကြည့်ရအောင်ခုနကဒီချက် software လို့ရေးထားတဲ့စကားလုံးတိုင်းက program ဆိုပြီးတော့ပြောင်းသွားတာတွေ့ရမယ်